အစားနဲ့ပဲဝေးချတော့မယ်လို့စဉ်းစားထားတယ်ဆိုရင်ဒီခုနှစ်ချက်ကိုသိထားဖို့လိုပါမယ်ဝါနေပြီးအစီရစုနေပြီဆိုပြီးတော့မှန်နေကြည့်လိုက်တိုင်းအင်ကြီးတွေဝင်လိုက်တိုင်းစိတ်ညစ်နေပြီလားဝါလာနေမှန်းတော့သိတယ်အစီချဖို့40ငန်လုံးရမှလည်းသိတယ်ဒါပေမဲ့မအားလို့ကျင်းသွားမှပြင်းလို့40ငန်လုံးပြီးပြန်လာလိုက်ရင်တချိန်မျိုးဝါလာမှကြောက်လို့ဆိုပြီးတော့40ငန်လုံးဖို့တွန်းဆုံနေလားတကယ်တော့40ငန်ကကို40ချိန်ရှော့ချတဲ့နေရာမှာ20ရာခိုင်နှုန်းလောက်ပဲအသုံးဝင်တာပါဒီတော့ကျန်တဲ့80ရာခိုင်နှုန်းကဘယ်သူနဲ့သက်ဆိုင်နေရလဲဆိုတော့အစားတောက်နဲ့သက်ဆိုင်နေရပါအစားအသောက်ထိန်းနိုင်လို့ကတော့ကိုအလေးချိန်ရှော့ချနေတဲ့ပလန်ရဲ့80ရာခိုင်နှုန်းကိုကြော်ဖြတ်ပြီးသားဖြစ်သွားပြီးတော့အချိန်တိုတွင်းမှာကိုပေါ်မှာစုနေတဲ့အစီရကျသွားမှာပါဒါပေမဲ့အစားထိန်းစားတဲ့နေရာမှာမီးမှန်လမ်းမှန်ဖြစ်ဖို့ကတော့အဓိကတော့ချက်ပါပိန်ကျင်လို့ဘာမှမစားရင်ကျန်းမာရေးကိုထိခိုက်နိုင်တယ်လို့ရှောင်းဝမ်းမာတွေကိုစားမိစားတင်တာတွေကိုမစားလိုက်မိတဲ့အခါမျိုးတွေမှာကိုလုံးနေတဲ့ဝေးချတဲ့လမ်းကြောင်းလွဲသွားပြီးတော့ဝေးချခြင်းဆိုတဲ့ပန်းနိုင်ကိုရောက်ဖို့ကြံ့ကြာနေတဲ့တာမျိုးလမ်းကူးလမ်းမှာပြန်ပြီးတော့လှည့်ပြန်သွားတာမျိုးကြုံတတ်ပါတယ်ဒီတော့ဝေးချနေတဲ့သူတိုင်းဒီလိုပုံစံမျိုးလေးတွေကိုစားတော့ပေးသင့်ပါတယ်နံပါတ်1မနက်စာမစားဘဲမနေပါနဲ့ပိန်ကျင်လို့ကယ်လိုရီရှော့မှာမလို့ဆိုပြီးတော့မနက်စာကိုအငတ်ခံလိုက်မယ်ဆိုရင်ကိုယ်ခန္ဓာပိုးစားလောင်နေတတ်ပြီးတော့နေ့လယ်စာနဲ့ညစာကိုပိုးစားမိသွားရပါတယ်။နောက်ပြီးတော့ညစာစားပြီးနောက်ပိုင်းနဲ့မနက်စာစားရမယ့်ကြားကြခြင်းရ12နာရီလောက်ပဲခြားတင်တာပါ။ဥပမာညစာကို8နာရီနောက်ပိုင်းဘာမှမစားတော့ဘူး။မနက်စာလည်းအလုတ်ခံပြီးတော့နေ့လယ်7နှစ်လောက်မှအစားပြန်စားရင်ဘိုက်တဲ့အစာမရှိတဲ့ချိန်က16နာရီလောက်ဖြစ်သွားတဲ့အတွက်အစာအိမ်ယောဂဖြစ်ဖို့အလားအလာအများများသွားပါတယ်။ဒီတော့ဝိတ်ကမကြသေးဘူး။အစာရပါထပ်ဖြစ်တော့နန်းတဝက်ကနေလှည့်ပြန်သွားပါလိမ့်မယ်။နံပါတ်1အစားကိုအချိန်မှန်မှန်စားပါမနက်စာဆိုရင်မနက်8နာရီနေ့လယ်စာဆိုရင်12နာရီညစာဆိုရင်ညနေ6နာရီလောက်စားပြီးတာအကောင်းဆုံးပါနေ့တိုင်းဒီလိုမျိုးအချိန်မှန်စားတဲ့အတွက်ကြောင့်အစာရကျဉ်းသားရသွားပြီးတော့စီကြုံမှုတွေတည်ရစားတွေကိုတောင်းတတာမျိုးတွေခဏပြီးခဏစားလောင်တာတွေလည်းဖြစ်တော့မှာမဟုတ်ပါဘူးနံပါတ်3အသီးရွက်တွေကိုစားပေးပါ